Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့တော့ရာ950တန်း One Piece 9ထုတ်ဖောက်ပြသွားမှာဖြစ်ပါတယ်ကဲပါရပေါ့မလဲဆိုတော့သူကြည့်အောင်SR ဒီကရစီရမယ်ပုံနောက်ထပ်ဘာကမြပေါင်းလဲတက်ကြည့်အောင်ဒီကကတော့400တန်းကမစိုးပဲကဲနောက်ဒုတိယထုတ်ကြည့်အောင်ဘာလာမလဲSR ပဲဒီကတုံးထုံမြောက်ဒီကပါရတံပူကြီးကတွေပါမလားကြည့်အောင်โอเคအော်ဒီကောင်စီရမယ်ပုံမဒီကောင်200ကျွန်တော်စိုးဒီကောင်စီတောင်းဝင်ပါတယ်ကောင်အလုံးစုံ50တရားဝင်ပါတယ်ကောင်တော့ဘာမှမပါဘူးကဲတော့ထုံမပါရပါမယ်ဆိုတာဒီလိုက်ကြည့်အောင်စီတိတ်မရဘူးဒီကောင် SR မစိုးโอเคဒီကောင်လူကြိုက်များပါတယ်ဒီကောင်ဘာမှမပါဘူးဒီတော့ကဲနောက်ဆုံးတစ်ထုပ်ပဲကြံတော့တယ်ပါရပါမလဲကဲနောက်ဆုံးပိတ်အိမ်နဲ့လွင်အောင်လားကြည့်အောင်ဘာကများပါအောင်လဲတံပူကြီးကများပါရင်ကောင်းမှထင်တယ်โอเคမစိုးဒီကလည်းမစိုးရန်တော့ထောက်ကြော်ဒီကရောင်းတော့ဝင်တဲ့ကကြည့်အောင်ဒီကောင်50လောက်ရမယ်တဲ့ဒီကောင်200လောက်ရမယ်တဲ့ဒီကောင်900ကျော်ဒီကောင်စီကြီးဆုံးပဲ2200ဒီကောင်100ကျော်ဒီကောင်လည်း90 100နီးပါးအဲ့တော့တော့ပါပဲ SR တွေက100ကျော်လူကြိုက်များတဲ့ကတ်ဆိုရင်စီအများကြီးပေးရတယ်တစီနဲ့တစီမတူကပ်ပေါ်